တက်တခင်တေတင်ပိုင်စဉ်ဖြင့်ယုံကြည်လက်ခံပြီးဖြစ်သောကြောင့်ခုချိန်ခါမှာငါသည်ခမည်းတော်သားတော်တန်ဆင်းသောဝိညာဉ်တော်၏နာမ၌ပပြန်မင်္ဂလာကိုပေးပါ၏အာမင်ထိုရှင်သည်တင်၏တေတင်ပိုင်စဉ်ဖျားဖြစ်ပြီးတင်အပေါ်၌နေမင်းကဲ့သို့ထုံးတောက်လျက်အရှင်ထာဝရကောင်းချီးပေးပါစေသောအာမင်ခမည်းတော်သားတော်တန်ဆင်းသောဝိညာဉ်တော်၏နာမ၌ပပြန်မင်္ဂလာကိုပေးပါ၏ထိုရှင်သည်တင်၏ရှင်သခင်ဖြစ်ပြီးဘုရောဒီတင်အပေါ်၌နေမင်းကဲ့သို့အရှင်ထုံးတောက်လျက်အရှင်ထာဝရကောင်းချီးပေးပါစေသောအာမင်အာမင်ကိုဆိုမှာတင်ဒီသူတော်ယေရှုဖျားကိုမိမိအရှင်သခင်ရဲ့ပြင်ဆင်ဖြင့်ယုံကြည်လက်ခံဖြစ်ကြောင်းသိရပြီးဖြစ်ရာငါသည်ခမည်းတော်သားတော်တန်ဆင်းသောဝိညာဉ်တော်၏နာမ၌ဗတ်ပြန်လာပြီးပါ၏သူရှင်ဒီတင်၏အရှင်သခင်ဖြစ်ပြီးဘုရောဒီတင်အပေါ်၌အရှင်ထာဝရထုံးပုတ်တော့လျက်ရှင်ထာဝရကောင်းချီးပေးပါစေသောအာမင်ခရစ်တော်ယေရှုဒီမိမိရဲ့အရှင်သခင်ကတင်ပိုင်စဉ်ပြန်ယုံကြည်လက်ခံကြောင်းစီပညာပိတာဖြစ်တဲ့အခါငါသည်သင်ကိုခမည်းတော်သားတော်တန်ဆင်းသောဝိညာဉ်တော်၏နာမ၌ဗတ်တင်လာကိုပြီးပါ၏ထိုစဉ်ဒီတင်၏တက်တခင်ဖြစ်လျက်ဘုရောဒီတင်အပေါ်၌နေမင်းကဲ့သို့စင်ထွန်းတော့လျက်စင်ထာဝရကောင်းချီးပေးပါစေသောအာမင်ကြောင့်စင်ညာပြီးဖြစ်ရာယခုချိန်မှာငါသည်ခမည်းတော်သားတော်တန်ဆင်းသောဝိညာဉ်တော်၏နာမ၌ပပြန်မင်္ဂလာကိုပေးပါ၏ထိုရှင်သည်တင်၏စင်သခင်ဖြစ်ပြီးဘုရောဒီတင်အပေါ်၌နေမင်းကဲ့သို့စင်ထွန်းတောက်လျက်စင်ထာဝရကောင်းချီးပေးပါစေသောအာမင်တော်မနော်တော်မနော်တင်ဒီယေရှုခရစ်တော်မိမိရဲ့စင်သခင်ကတင်စင်ဖြင့်ယုံကြည်လက်ခံပြီးဖြစ်ရာယခုချိန်မှာငါသည်ခမည်းတော်သားတော်တန်ဆင်းသောဝိညာဉ်တော်၏နာမ၌ဗတ်တင်လာကိုပြီးပါ၏ထိုရှင်သည်ဒီနေ့တက်တခင်ဖြစ်ပြီးဘုရောဒီတင်အပေါ်၌နေမင်းကဲ့သို့စင်ထွန်းတောက်လျက်စင်ထာဝရကောင်းချီးပေးပါစေသောအာမင်ကိုကြည်တင်တဲ့တဆုထဲလိုအပ်တဲ့ဝင်ပြီးဒီသားတွေအတွက်ပုံပြင်ပေါက်ကကြီးရှိတယ်နော်။ဘာမှအာဏာနဲ့လောက်ကရရရင်မရရင်ဖိုးတယ်တိုက်တယ်ပြုတ်တယ်လူလောကကြီးမှာအဲ့ဟာကြီးတယ်နော်။ဘာလဲဖြစ်ဖြစ်အဲ့လိုသိုးသွားနေတဲ့အခါမှာထိုးသွားတဲ့အဖြစ်ကဘယ်ရောက်ပါလဲ။ဘယ်ရောက်မှလဲစဉ်းစားကြည့်တော့အောင်ဝဲခံလို့လားအဲ့ဒီရှင်ခါအပြည့်တရားနဲ့ပြည်ပြင်းငွေရလား။ဒါလေးရှင်သခင်ဖျားလဲအခုရောဝေးကွာနာဂန်ရင်းမရှိတဲ့လူသားတွေပါဒါလေးရှင်သခင်ဖျားလဲအ